ကုန်ထုတ်လုပ်မှုခန္ဓာတိုးတက်မှုနေကွဲခဲ့ပြီးမြမစီးပွားရေးလုပ်ငန်းတွေအပေါ်ရှုံကြည်မှုဟာလည်းဆေးလအတွင်းအနိုင်ဆုံးသို့ကျဆင်းတော့ခဲ့ပါတယ်။ကုန်ထုတ်လုပ်မှုဟာကုန်ကျန်းရှားပါမှုလို့ထောက်ပံ့ရေးကွင်းဆက်ဆိုင်ရာစိန်ခေါ်မှုတွေကြောင့်အကန့်အသတ်နဲ့ပဲတိုးတက်ခဲ့တဲ့အပြင်အလုပ်သမားရှားပါမှုပြဿနာတွေလည်းကြုံတွေ့ခဲ့ရပြီးအလုပ်အကန့်ခန့်အပ်မှုမှာဖေဖော်ဝါရီလနောက်ပိုင်းအနိုင်ဆုံးအဆင့်ကိုကျဆင်းခဲ့လို့ဆိုပါတယ်။စစ်တမ်းဖြည့်ဆို့သူတွေရဲ့အဆိုအရတခြားနေရာတွေမှာပုံမကောင်းမွန်တဲ့ငွေကြေးအခွင့်အလမ်းတွေရှိနေတာဝန်ထမ်းတွေနေရပြန်ကြတာတွေကြောင့်လည်းလုပ်ငန်းရှင်တွေအနေနဲ့အလုပ်သမားတွေကိုထိန်းထားဖို့ခက်ခဲနေရလို့သိရပါတယ်။အာဏာသိမ်းစစ်ကောင်စီကနေဆက်ကုန်တွေရဲ့အပါအဝင်ပြည်ပကသွင်းကုန်တွေကိုကန့်သက်လိုက်တာကြောင့်ပြည်တွင်းကကုန်ထုတ်လုပ်ငန်းတွေအတွက်ကုန်ကျန်းရှားပါမှုတွေနဲ့ကြုံတွေ့ရင်ဆိုင်နေရတာဖြစ်ပါတယ်ရှင်။အင်ဘောခုံခေါင်တိုင်းနက်ပန်နဲ့တလေဦးကြေော်အုပ်စုတွေမှာပိုစတာကတ်တာတွေနဲ့လက်ကမ်းစာဆောင်ဝေတာတွေပြုလုပ်ခဲ့လို့ဆိုပါတယ်။ဒီဇင်ဘာလမှာပြုလုပ်မဲ့ရွေးကောက်ပွဲဟာစစ်ကောင်စီအတွက်ထွက်ပေါက်ဖြစ်ပေမဲ့ပြည်သူတရက်လုံးအတွက်ပိုပြီးဆင်းရဲဒုက္ခရောက်စေမဲ့ထောင်ချောက်ရွေးကောက်ပွဲဖြစ်တာကြောင့်ပြည်သူတွေကိုအသိပညာပေးတာလို့အင်းလဲလူထုလှုပ်ရှားမှုအဖွဲ့ဝင်ကိုအားမင်ကပြောပါတယ်။အသိပညာပေးတာတွေဆွေးနွေးတာတွေကိုအွန်လိုင်းကနေအကြိမ်ကြိမ်ဟောပြောခဲ့တယ်လို့မြေပြင်မှာလည်းလက်တွေ့လှုပ်ဆောင်နေပြီးအခုတစ်ခေါက်မှာတော့အသိပညာပေးဟောပြောတာအပြင်လက်ကမ်းစာဆောင်ဝေမျှတာတွေကိုလည်းပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။စစ်ကောင်စီတပ်ကရွေးကောက်ပွဲကိုမြန်မာနိုင်ငံအနှံ့ကစစ်တပ်ထိန်းချုပ်ထားတဲ့နေရာတွေမှာပြုလုပ်ဖို့ပြင်ဆင်နေပြီးအခုနှစ်ဒီဇင်ဘာလနဲ့2026ခုနှစ်ဇန်နဝါရီလတွေမှာပြုလုပ်တော့မယ်လို့သိရပါတယ်ရှင်။ကရင်ပြည်နယ်မြောက်မြို့တောင်ဘက်ဝလီလမ်းမိုင်းမှာဆုံးရှုံးထားတဲ့တက်စကန်တွေကိုပြန်လည်ရယူဖို့ဝေရင်နဲ့မြေပြင်ပစ်ကူရယူပြီးစစ်ကောင်စီစစ်ကြောင်းတွေထိုးပေါက်ဝင်ရောက်နေတာကြောင့်တိုက်ပွဲတွေပြင်းထန်နေပါတယ်။အော်တိုဘာလ25ရက်နေ့ကစပြီးနိုဝင်ဘာလ1ရက်နေ့ထိ၄ကီကိုဒေတာရသိကူ၄ကော်ရီတကွန်ကျော်ဝါဘိုးတောင်ကျောကိုထိုးပေါက်ဝင်ရောက်လာတာကြောင့်ကယ်လီပူပေါင်းစစ်ကြောင်းတွေကပိတ်ဆို့တိုက်ခတ်ခဲ့တဲ့အတွက်စစ်တပ်ဘက်ကထိခိုက်ဒေဆုံးမှုများပြားခဲ့တဲ့အပြင်လက်နက်ခဲယမ်းများပြားသိမ်းဆည်းခံခဲ့ရပါတယ်။အခြေအနေတက်လာတဲ့အခြေအနေရတော့တက်လာနေတဲ့အခြေအနေတွေရတော့သူဖြိုလိုက်တာကြီးပဲပေါ့ဗျာ။လက်တလုံးမှာတော့သူလုံးတဲ့နေစင်းတွေကသူ့ရာဆိုပြီးရှုံးပြီးတော့တော်တော်ကတယောက်ရနှစ်ယောက်ရဟိုသူကလွချွေယူနေတာလေရေရှိမှာအားဖြုံးနိုင်မှုပေါ်နေပြီးတော့အဲ့လိုရှိနေပေါ်နေသူတလားကြီးတိုးလာပဲတဲ့အဲ့တော့သူတို့ကလူအားသုံးတယ်စစ်ပစ္စည်းလည်းနဲ့အားသုံးတယ်လေရင်သုံးတယ်အခုမနေ့ကဆိုလေတော့ဆောင်းနေရစတဲ့ရတလီကုန်တညာလုံးအဲ့လိုမျိုးသုံးနေတော့စစ်ကော်မရှင်တပ်ကမြောက်ပြည်ဝလီလမ်းမိုင်းကိုစစ်ကြောင်းထိုးတာလက်နက်ကြီးရန်တမ်းပစ်ခတ်တာအပြင်လေကြောင်းရန်ကိုစိုးရိမ်ပြီးလေးကေကောမင်းလက်ပံဘလူးရသိကူထီးမယ်ဝါခီစတဲ့ကြီးရာကထောင်နဲ့ချီတဲ့ဒေသခံပြည်သူတွေဟာတောင်းရင်မြစ်တစ်ဖက်ကမ်းထိုင်းနိုင်ငံဘက်နဲ့နီးစပ်ရာတွေမှာထွက်ပြေးတိမ်းရှောင်နေရပါတယ်လက်ရှိမှာစစ်ဆောင်ပြည်သူတွေဟာအစဉ်ပြောင်းနေထိုင်နေရပြီးစစ်ကော်မရှင်စစ်ကြောင်းတွေမရောက်လာနိုင်အောင်တော်လိုင်းတပ်တွေကကာကွယ်ပေးထားတယ်လို့စစ်ဆောင်တွေကပြောပါတယ်ဒီလိုပဲပေါ့အဆင်ပြေတယ်လို့နေကြတာအခုရွာသားတွေအဲ့ဒီမှာပဲကမ်းနားမှာပဲနေကြတယ်ရွာဟိုဗါလဲစစ်ဆောင်နေလဲအဲ့ဒီမှာပဲဆိုတော့ဒီဘက်လာဖို့တော့မသိဘူးလေသူတို့ရောက်လာမလားမရောက်လာတော့ကိုလည်းမသိဘူးလာတယ်တော့တမျိုးစီစဉ်ရမှာပေါ့ဒီဘက်မှာလဲဟိုဗါလဲလုံချုံရေးတွေရှိတယ်ဆိုတော့ဟိုဘက်အဲ့ဒီဘက်ရောက်မလာဘူးဆိုတာပဲသူတို့ကာကွယ်နေတာပဲဆိုတော့ဒီဘက်လာရောက်လာတော့ဟိုဘက်ကကူရမှာပေါ့အဲ့ဘက်ကကူရမှာနှစ်ဖက်တိုက်ပွဲတွေကြောင့်ထွက်ပြေးသိမ်းရှောင်လာတဲ့စစ်ဆောင်ပြည်သူတွေဟာအော်တိုဘာလနောက်ဆုံးဘက်ကစပြီးမိုးရွာသွင်းခဲ့တာကြောင့်စစ်ဆောင်စခန်းတွေမှာတာလက်ပတ်နဲ့မိုးကာတွေလုံလောက်မှုမရှိတဲ့အတွက်ခက်ခဲတွေနဲ့ရင်ဆိုင်နေရပါတယ်။ဒါအပြင်စားတော့ရေးမှာလည်းလုံလောက်မှုမရှိတာကြောင့်အလူရှင်တွေကိုအားကိုးနေရတယ်လို့စစ်ဆောင်ရေးကူညီပေးနေသူတွေကပြောပါတယ်။ကျွန်တော်အောင်ခန့်ပါရုံးနဲ့ဘုံကျဲတိုက်ခိုက်မှုတွေကြောင့်အမျိုးသား3ယောက်နဲ့ကြာမောင်ခွေကြမတိရသူ1ယောက်သေဆုံးပြီးစစ်ကောင်စီတပ်ကတပ်ဖြတ်တဲ့အတွက်အမျိုးသား2ယောက်နဲ့အမျိုးသမီး1ယောက်သေဆုံးခဲ့ရတယ်လို့ဆိုပါတယ်။ကရနီမှာစစ်ကောင်စီတပ်ကလူ့အခွင့်အရေးချိုးဖောက်တာတွေအများကြီးလုပ်နေပြီးလင်းတဲ့ကြားနဲ့ကြောင်းနေရတယ်လို့စစ်ရှောင်းအမျိုးသမီး1ယောက်ကပြောပါတယ်။ဒါအပြင်စစ်ကောင်စီတပ်ကလေကြောင်းကနေပုံကျဲတာလက်နက်ကြီးနဲ့ပစ်ခတ်တာရုံးနဲ့ပုံကျဲတာမိုင်းနေမိတာတွေကြောင့်အမျိုးသား8ယောက်အမျိုးသမီး4ယောက်12ယောက်လူငယ်6ယောက်နဲ့ကြာမောင်ခွေကြမတိရသူ3ယောက်စုစုပေါင်း21ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
စစ်ကောင်စီတပ်ကအော်တိုဘာလချင်းမှာစစ်ဘေးရှောင်တဲ့ဒေသခံတွေစိုက်ပျိုးထားတဲ့စပားနဲ့စိုက်ပျိုးတင်ငယ်တွေမရှိသိမ်းနိုင်ပဲစာနေအခါပြက်လက်အောင်စပားရိမ့်မဲ့ပြည်သူတွေကိုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ပြီးလက်နက်ကြီးပစ်ခတ်တာတွေလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်ရှင်။